ဘယ်လို content မျိုးဖန်တီးရမှန်းမသိဆိုပြီးတော့မှဖြစ်နေတဲ့သူတွေ content 3မျိုးအကြောင်းကိုတော့မဖြစ်မနေသိထားရပါမယ်။ဗီဒီယိုတစ်ပုဒ်ဖန်တီးတော့မယ်ဆိုလို့ရှိရင် content 3မျိုးရှိတယ်။ဒါကြတော့ follower ရှာတဲ့ content ရှိမယ်။နံပါတ်2မှာယုံကြည်မှုတည်ဆောက်တဲ့ content ရှိမယ်။နံပါတ်3မှာအယောင် content ရှိမယ်။ TikTok တဲ့စောင်းဝင်လာပြီးဆိုတာနဲ့လုပ်ပေးရမယ့် content ဒီ follower ရှာဖို့ content အရင်ဆုံးလုပ်ပေးရမယ်။ follower ရှာဖို့ဆိုလို့ရှိရင်ဘာလို့အဲ့လဲဆိုရင်တော့ attention content နဲ့တွားပေးရမယ်။ attention ရဖို့ဆိုလို့ရှိရင်140အကုန်လိုက်လုပ်ရမယ်အဲ့လိုမျိုးမဟုတ်ဘူး။ကိုသွားမယ့်လမ်းကြောင်းကိုကိုအရင်ရွေးချယ်ရမယ်။ကိုသွားမယ့်လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ content မျိုးနဲ့ကိုအရင်ဆုံးတွားပေးရမယ်။ဥပမာကိုက skin care ရောင်းမဲ့သူဆိုလို့ရှိရင် skin care နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားအောင်ကိုလုပ်ရမယ်။ဥပမာအသားရည်ကောင်းမှုအတွက်မနှမ်းညဘယ်လိုမျိုးလေးကြည့်ဆိုင်ဖြစ်လဲဆိုတဲ့အရာတွေကိုလူစိတ်ဝင်စားအောင် daily plot တွေဖန်တီးရင်းနဲ့မှ attention ရအောင်ကိုအရင်လုပ်ရမယ်။ attention content ကနေ follower ရလာပြီဆိုလို့ရှိရင်ယုံကြည်မှု content ကိုတည်ဆောက်ပေးရမယ်။အဲ့တော့ယုံကြည်မှု content ရဖို့အတွက် expert ဆိုတဲ့ကျွမ်းကျင်မှုကိုပြပေးရမယ်။ဥပမာကိုက skin care ရောင်းမဲ့သူဆိုလို့ရှိရင် skin care နဲ့ပဲမှာလုံးဝကိုကျွမ်းကျင်နေတဲ့သူတစ်ယောက်အနေနဲ့ကိုယုံကြည်မှုတည်ဆောက်ရမယ်။ယုံကြည်မှု content ကနေကိုယုံကြည်လာပြီဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့အယောင် content ဖန်တီးလို့ရပြီ။ကိုကဘယ်အဆင့်ရောက်နေရလဲကိုပြန်ကြည့်။ကို follower ရှာတဲ့အဆင့်ဆိုရင် attention content နဲ့လား။ယုံကြည်မှုတည်ဆောက်နေတဲ့ content ဆိုရင်ကျွမ်းကျင်မှုနဲ့လား။ဒီနှစ်ဆင့်လုံးတည်ဆောက်ပြီးဆိုရင်တော့ရောင်းလို့ရပြီနံပါတ်3မှာ။ဒီ content 3မျိုးကိုတွားပြီးအသုံးချကြည့်ပါ။ကျေးဇူးများတင်ပါတယ် coach ဒီပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ရှင်